Hi, along be ming laba YouTube channel MV Alma along ko pian le bima noi thoi swa chu su lai bare Janis mala na se yen ni na thong zenga athu nya ya shi tha do di nya ko pian le bima reaction lo chen ma pathama uzo ani ne ko lumi cho tin set tha do video file ko pian le bima reaction lo chen bare Yangon ne Mandalay amyan lang ko set chi tet ni bi su de video file hi be phit bare ko lumi cho ka be lo tin set tha le so ra chano the chat pian ji su ya aung ဒီညတော့ရရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်း320ရန်ကုန်မန္တလေးအမြန်လန်းတစ်လမ်းဟောင်းတွေပသိမ်မုံရွာလမ်းမကြီးပြည်တော်စုလမ်းမကြီးတွေကိုငါတို့ရအောင်ထိန်းချုပ်မယ်လို့ပြောထားပြီးသားတော့မင်းတို့ကောင်တွေမှတ်ပုံတွေအစ်စ်နဲ့ခရီးတွားနေသလားမင်းတို့တော့အစ်စ်မပြောနဲ့တန်းရွှေမောင်အေးလို့ဆိုတဲ့ကောင်တွေရဲ့ပိုင်ဆိုင်မှုတွေပါချိတ်ပိတ်ပြီးအကြမ်းဖက် president နဲ့ပူးပေါင်းတဲ့ကောင်ကြီးလို့အကြမ်းဖက်ကောင်ကြီးလို့အာခတ်တက်တော်ဒီကတမတ်ချင်ရလိုက်တမိုင်းမှာမြန်မာတမိုင်းမှာဒီလိုဘောဂုတ်ခစီဗီပူကြလူဘာဝလာတဲ့ကောင်တိုက်ဒီတခက်မှာတော့အဖတ်စေလို့မရတဲ့တိတ်ခါကြီးပိုင်ဆိုင်မှုမှန်သမျှအကုန်သိမ်းပြီးချိတ်ပိတ်ခံရမယ်ဘဝကိုတမြင့်မြင့်လောင်ကျွမ်းပြီးရောက်ရှိလာတော့မယ်ဆိုတဲ့ အချက်ပေးတံတွေဒီနေ့အများအပြားရှိနေပါဟုတ်ကဲ့ကဲတော်လန်ရင်းစကြရအောင်တော်လန်ရင်းနေမစနိုင်လို့တကောင်ရံမထားပြီးဘုံကျဲတဲ့အစင်မဟုတ်ဘူးတွေးရှိတဲ့ရောက်နေကင်းကြောင်တော်နဲ့မင်းတို့ကိုစောက်ပြီးမဆိုင်ဘူးအားရစေနော်ရှင်မန္တလေးတိုင်းနထိုးကြီးအပိုင်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်း319ပြင်စီအမြန်လမ်းရဲကင်းစကန်အပြန်လမ်းတေပြီးတော့ပြစ်တာမိနစ်40လောက်ကြာတယ်ကားရီရုတ်တရက်ပိတ်သွားပြီးရန်ကုန်မန္တလေးအမြန်လမ်းတစ်ခုတော့ဝုန်းနဲ့ပိတ်သွားတဲ့အခြေအနေလမ်းမြောင်းပြန်ပြီးမောင်ဒီကားရီအမြန်ပြန်လဲတဲ့အခြေအနေဖြစ်ပြီးနေ့7နာရီလောက်မှာလက်ရည်ထိုးစစ်ဆင်မှုပြီးသွားပါနတော်ကြီးခြေဆိုင်မြင့်ညက်ခဲ့မလေးတက်ရင်မြင့်ညက်ခဲ့တက်ရင်တွေဝင်စော်တယ်လို့အကြမ်းမြင်သိရပြီနောက်ဆုံးခြေများတော့အင်အား100လောက်ရှိတဲ့စခပတိုက်ဘိုင်းတိုင်း319 yes can win နေဝင်းချင်စစ်ချောင်းထိုးရှင်းတတိရှိနထိုးကြီးရဲ့ဝင်အဲ့တော့တခါကြောင့်မန္တလေးအမြန်လန်းလမ်းဟောင်းလမ်းတစ်နဲ့ဗမာပြည်မှာရှိတဲ့အမြန်လမ်းမကြီးတွေထိန်းချုပ်နိုင်ရေးအစာပြိုးပြူပါတွေဖြစ်လို့နေပါအခုလေဖက်စစ်တက်ကအတိုင်းဝိုင်းတစ်ခုလုံးရန်ကုန်မန္တလေးအမြန်လမ်းကိုမှတ်ပုံတင်အစ်စ်နဲ့မတော်ရည်တော့ရှင်းနေနော်နောက်တစ်ခုကတော့ဘောမကူမမောင်ကနေပြင်ဆက်တာတော့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်ရခိုင်ညူမတောက်လျှောက်မှာเนาะကျွန်တော် ANF PDF တပ်ဖွဲ့တွေကို14နှစ်နာတောက်လျှောက်ခြေတက်လာရဲဆိုပြီးမှစူးရင်တခြင်းနဲ့เนาะတင်ဆက်ထားတော့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒါဆိုရင် Google လို့တင်ဆက်ထားတဲ့ကျွန်တော်တစ်ချက်ပြန်ကြည့်ဆိုရလေးမျက်နှာမှာ AAPDF ကြီးရောက်နေပြီတော်ကြောက်တဲ့ပုံနဲ့เนาะရွာတွေထဲကိုဝင်နေပြီပေါ့အဓိကတော့ရွာရဲ့ကျွန်တော်တို့ရခိုင်ယူမနဲ့ရခိုင်ယူမအစင်းကနော်ရခိုင်ယူမနဲ့ကျွန်တော်နီးရနေရတယ်မှာ PDF တွေ AA တွေဝင်နေတယ်နေပြီးတော့ရွာတွေအထိတနက်ထမ်းပြီးတော့သွားနေလာနေကြတာကိုတွေ့ရတယ်နောက်တစ်ခုကအုတ်ချုပ်ရည်မှုတွေရာပေါင်းနဲ့စိန်ကောင်းတွေကအစစိန်ခေါ်ခံနေရပြီနော်ပြဿနာရှာခံနေရပြီလို့ကြားသိရတယ်အဲ့တော့ဒေသခံတွေကတော့ကြီးနေရပြီပေါ့မစိုးရိမ်တဲ့သူတွေကလည်းကြီးနေကြပြီအဲ့တော့မြေပြင်အခြေအနေမှန်ကိုထပ်ကိုလုံးဝမတင်ပြဘူးဆိုတော့ပြောဆိုမှုတွေကလည်းရှိလာပြီအဲ့ဒီတော့ကြောင့်မလို့ကြောက်နေတာဟုတ်တို့ပြီးပဲပြီးကျင်တော့တာပေါ့ဒီလေးမျက်နှာကိုကျွန်တော်တို့ TVCC ကင်တွယ်ဖို့ဆောင်ရွက်ဖို့လိုနေပါပြီနောက်တစ်ခုကအဲ့ဒီပတ်ဝန်းကျင်
အဲ့ဒီပတ်ဝန်းကျင်မှာကျွန်တော်နောက်တစ်ခုကြားသိရတော့ဗာလဲဆိုတော့လေ TVCC မကင်တွေ့ရတဲ့အကြောင်းရင်းကလေတဲ့အခုဆိုရှင်စာစစ်ဌာနအဲ့မှာ3ခုလောက်ရှိတာဟုတ်အဲ့ဒီမှာစာမေးပွဲစစ်နေတဲ့အတွက်ကြောင့်မို့လို့စာမေးပွဲဖြေနေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အလန့်တရားဖြစ်မှာဆိုလို့မလောက်တာလို့ပြောတာကြားပြင်မယ်လေဒါပေါ်တော့လေလေးမျက်နှာပြည်သူတွေကတော့စိတ်မချမ်းမသာဖြစ်နေရပြီနော်စစ်သွေးကြတဲ့ပုံနေဒီအုပ်စုတွေအခုဆိုရှင်ပြင်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အထက်ရာရှိလူကြီးမင်းများအနေနဲ့ TVCC ကင်တွေဖို့လိုအပ်နေပြီဆိုတော့ပြောပြချင်ပါတယ်လိုချင်တော့တစုလက်နက်တွေထားကင်ပြည်သူကိုပဲတနက်နဲ့ထောက်ပြီးတော့ပြည်သူကြားတွေကပြည်သူအာဏာရှင်တွေပြန်ပေါ်လာတာဘာမှမထူးဘူးအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနေ့နောက်ဆုံးပြောချင်တဲ့ဒီ political ideology မှာတော့ပြည်သူသားလေးရဲ့အတိအကစစ်တယ်ဟုတ်လားပြည်သူရဲ့လက်ခွင့်တွေရရှိနေတဲ့ကာလကတော့ NUG လာလဲဒီဆက်တော့နော်ဦးမင်းအောင်လိုင်းဆက်တက်လဲဒီမဆိုင်ဘူးအဲ့တော့ကျွန်တော်ခံမှန်းသုံးသပ်လို့ရတာဦးမင်းအောင်လိုင်းရာလူကဆင်ပါတယ်ပြီးပြီးတော့သူသမရဖြစ်ဖို့ကြိုးစားပါလေနော်ကာချုပ်ကြောင်းလဲရှိပါလေအစင်းနဲ့ဘာလို့တော့မှာတော့နေကြီးဖြစ်တော့မယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ဒီနေ့ပြည်သူကအေဂျင့်တာယာဖို့အဓိကပါတဲ့နော်โอเคနောက်ထပ်တစ်ခုကတော့ကျွန်တော်ဘောမယောဂောဟင်းကနေတင်ဆက်ထားသောဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်အကြံပတ်စကောင်းကြီးခေါင်းဆောင်တွေကသူတို့ရဲ့အလုပ်ကိုသူတို့လုပ်တယ်ဆိုတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒါဆိုရင်သူကဘယ်လိုမျိုးပုံစံနဲ့တင်ဆက်လဲဆိုတာကျွန်တော်တစ်ချက်ပြန်နားဆင်ကြရအောင်ဖွင့်ပြခြင်းလို့တော့မဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့တက်မတော်ကဆိုပါဦးတက်မတော်လို့ပြောတာနော်လူပုဂ္ဂိုလ်တူတယောက်အနေနဲ့ပြောတာမဟုတ်ဘူးတိုင်းပြည်ပေါ်မှာထားထားတဲ့ဒီတက်မတော်ကိုတီထောင်သွားတဲ့တက်မတော်ရဲ့ခေါင်းဆောင်တွေအစဉ်အဆက်မှာဗိုလ်ချုပ်နေဝင်းနော်ဦးစောမောင်ဆိုတာခဏပဲပြီးတော့ဦးတန်းရွှေနောက်ပိုင်းမှာဦးသိန်းစိန်ပြီးရင်အခုဦးမင်းအောင်လိုင်းပေါ့နော်ကျွန်တော်ကြတော့တက်မတော်မလူအပ်တာမဟုတ်လူအပ်တယ်ဒါပေမဲ့ဒီအာနာယိုရီကိုမလူအပ်တာဖြစ်တယ်ဆိုတော့တိုင်းပြည်တစ်ခုငင်းချမ်းဖို့အေးချမ်းဖို့တိုင်းပြည်တစ်ခုအေးချမ်းဖို့ရနော်ဒီလိုမျိုးအာနာယိုမရှိမှတန်အေးချမ်းမှာဖြစ်တယ်တက်မတော်ဆိုတာကနိုင်ငံတော်တစ်ခုမှာရှိပင်ရှိထိုက်တဲ့အရာတစ်ခုဖြစ်တယ်တက်မတော်ရဲ့သူလုပ်ရမယ့်အလုပ်ကိုသူလုပ်ခဲ့တာဒီနိုင်ငံအတွက်တက်မတော်ကခင်ဗျားတို့ပြောတဲ့အစိတ်သားမဟုတ်ဘူးဗျတကယ်တမ်းပြောရင်တက်မတော်က85ရာခိုင်နှုန်းလောက်ထိကိုပါတယ်နော်မှာဒီစိတ်ပြင်ဆက်ချတော့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ကျွန်တော်တစ်ချက်ပြန်နားဆင်ကြရအောင်ဒီဘက်ရောက်နေဆိုရင်တက်ဆိုင်ရခံရုံးနေရှိမှာခဏခဏဆန္ဒပြပွဲတွေလုပ်ကြတယ်အဲ့ဒီဆန္ဒပြပွဲတွေဟာအပေါ်ကြီးအလုံးလုံးနေတာပေါ့ဟုတ်တယ်ဟုတ်တယ်တကယ်လိုအပ်ဘာဖြစ်လို့လဲအာဏာသိမ်းထားတဲ့စစ်ကောင်းဆောင်တွေဟာသူတို့ရဲ့တိုင်းပြည်ရဲ့အာဏာကိုထုတ်ကင်နိုင်ဖို့အတွက်နိုင်ငံတကာလက်ခံမှုလိုအပ်ဟုတ်တယ်အဲ့တော့နိုင်ငံတကာလည်းရှင်းရှင်းပြောရရင်တော့တရားတာမတရားတာတိုင်းအောင်မင်းတို့ချင်းချင်းအစဉ်ပြေပြီးတော့မင်းတို့အိမ်မှာပွဲပြိုင်ပြီးတော့ဆိုတဲ့အထာမျိုးရှိတယ်အဲ့ဒီအတွက်အာဏာသိမ်းတဲ့ကောင်တွေကဘာလို့ဆိုတိုင်းပြည်အာဏာသူတို့အပြည့်အဝထုတ်ကင်နိုင်ပြီးတို့ရဲ့အုပ်ချုပ်မှုအောက်မှာရောက်နေပြီဆိုတော့အရန်ပြချင်ကြအဲ့လိုပြဖို့အတွက်ညီမျိုးစုံနဲ့ကြိုးစားတယ်နော်အတူအယောင်တန်ပြန်ဆန္ဒပြမှုတွေသူတို့ထောက်ခံတယ်ဆိုတဲ့အရာမျိုးတွေပြီးလို့ရှိရင်ပျော်ပွဲရှင်ပွဲတွေနော်ပြည်သူတွေအေဂျင့်တွေအောင်ပုံစံမျိုးတွေစသဖြင့်အဲ့လိုဟာတွေကိုနိုင်ငံတကာကိုပြပြီးတော့သူတို့ကနိုင်ငံတကာရဲ့ထောက်ခံမှုလက်ခံမှုကိုလိုချင်ပြီးရဖို့လို့အဲ့တော့နိုင်ငံတကာလက်ခံသူတို့ကအစိုးရဖြစ်ဘလောက်ပဲကိုယ်သူတိုင်းပြည်ရဲ့တနက်လက်နက်ရှိလို့လက်နက်မဲ့ပြည်သူကိုအတင်းအဓမ္မလုပ်ပြီးတော့အာဏာကိုတတိုင်းပြည်လုံးစုပ်ကင်ထားပါစေဘလောက်ပဲသူတို့အစိုးရလို့ပြောပါစေနိုင်ငံတကာသူတို့ကိုအစိုးရဖြစ်အတိမမပြုတ်တွေ့အဲ့ဒီကောင်တွေလူရပုံဝင်လက်ရှိအာဏာသိမ်းရတဲ့မင်းအောင်နိုင်ခေါင်းဆောင်တွေစစ်ကောင်စီကအဲ့ဒီဘဝရောက်သူ့ကိုထောက်ခံပါတယ်ဆိုတော့တရုတ်နဲ့ရုရှားတောင်မှနော်တရုတ်ကဒီနေ့အချိန်ထိမင်းအောင်နိုင်အာဏာသိမ်းထားတဲ့ဒီစစ်ကောင်စီကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရပါလို့အတိမတရားဝင်ပြုတ်တာရှိတယ်မရှိဘူးအဲ့ဒါဖြစ်တယ်ရှိသူတို့ထောက်ခံတယ်နော်သူတို့အာဏာရဖို့အတွက်ညီမျိုးစုံနဲ့ပံ့ပိုးနေတယ်ဒါပေမဲ့လို့မင်းအောင်နိုင်ဘုံချုံမူကြီးမင်းအောင်နိုင်ဒီအာဏာသိမ်းထားတဲ့စစ်ကောင်စီကြီးမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရပါလို့တရုတ်ကမပြောဘူးနော်တွေ့တယ်အဲ့ဒါဖြစ်တယ်အဲ့တော့သူတို့ကိုစန့်ကျင်နေရှုံချနေလက်မခံနေတဲ့အခြားသောကမ္ဘာနိုင်ငံတွေဆိုတော့အဝေးအဲ့တော့သူတို့ကဘာဖြစ်နေလဲဆိုတော့သူတို့ကိုကမ္ဘာကလက်ခံအောင်ညီမျိုးစုံနဲ့ကြိုးစားနေအဲ့လိုကြိုးစားတဲ့အထဲမှာ
ကျွန်တော်ခဏကပြောလို့ပျော်ပွဲရှင်ပွဲတွေတုတ်ပြတယ်လူတွေမစီကားစီကားရိုးရပွဲတွေကျင်းပပြပြီးလို့ရှိရင် agent နဲ့ data တွေမှာအခုဆိုရင်ကရွေးကောက်ပွဲလုပ်တော့မယ်တကောင်စင်းကောက်တယ်ဆိုတာလည်းရွေးကောက်ပွဲလုပ်ဖို့ရွေးကောက်ပွဲဘယ်လိုလုပ်မလဲသူတို့အုပ်ချုပ်လို့ရတဲ့သူတို့အာဏာတက်ရောက်မှုနေတဲ့ data လေးမှာကွက်ပြီးရွေးကောက်ပွဲလုပ်မယ်ပြီးလို့ရှိရင်ဒီကနေပြည်သူကသူတို့ကိုလက်ခံလာတဲ့ရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရပါဒီကနေပုံမှန်ပြီးနိုင်ငံရေးထွက်ပေါက်ထွက်ဒါအောက်တန်းသားကလိန်ကချစ်ဓမ္မတွေအလုပ်အဲ့တော့ကျွန်တော်တို့တော်လှန်တဲ့ပြည်သူဘက်ကဘာလုပ်ကရန်သူကပျော်စီမပျော်နေကြရန်သူကစီကားနေတယ်ကျွန်တော်တို့ကမစီကားအောင်နေကြဟုတ်တယ်အဲ့ဒါတော်လှန်ခြင်းပဲတော်လှန်ရေးဆိုတာလက်နက်ကင်ပြစ်တာတခုတည်းကိုတော်လှန်ရေးလို့ကျွန်တော်တို့အမှတ်ထားလို့မရဘူးဒါကြောင့်မို့လို့ပျော်ပွဲရှင်ပွဲတွေကိုမတွားကြပါနဲ့ဒီကာလကြီးရဲ့အတိုင်းကြီးကမတာအိမ်ကိုတက်တင်မဲ့နေတယ်နောက်တစ်ခုကရန်သူကစီကားတိုင်းကျင်ဒီတိုင်းကြီးကသူတို့အုပ်ချုပ်မှုအောက်မှာအေးအေးဆေးတည်ငြိမ်ရှိနေပါပြီစက်တဲ့ဖြစ်နော်ဖာတယ်မှပါဇက်လို့ပေါက်ပန်း40ကဘာဖို့သူတို့ဖာကြဖို့လုပ်နေအဲ့တော့ချိန်မှာကျွန်တော်တို့တံပြန်ဆန္ဒပြပွဲတွေအင်မတန်အရေးကြီးတယ်နော်အဲ့တော့သူတို့အုပ်ချုပ်လို့မရတဲ့ data တွေအဓိကကတော့သူတို့နှိမ်နှင်းလို့မရတဲ့ data ဖြစ်နိုင်သူတို့နှိမ်နှင်းလို့ရတဲ့ data မှာလောက်ပြနိုင်ပိုကောင်းတယ်အခုရန်ကုန်မှာဆိုချွတ်တဲ့လူငယ်တွေပပဆိုဆိုင်စီဆန္ဒပြပွဲစာရွက်တွေဝေကန်းနဲ့ကျင်းရတယ်ပြီး social media ကိုတင်တယ်ပြီးချေဖြတ်သွားတယ်ဒါတွေဟာတကယ်လိုအပ်တယ်အဲ့တော့စွန့်စားတဲ့လူငယ်တွေကိုလေးစားဖို့ကောင်းတယ်ဘာဖြစ်လို့လဲလက်မခံဘူးနောက်တစ်ခုကတော်လှန်ရေးအတိနိုင်ငံရေးအတိဆိုတာလူတိုင်းမှာမရှိဘူးအဲ့လိုမရှိအောင်လို့ပဲအတိတရားတွေကိုမှိုင်းတိုက်လာတယ်အဲ့တော့ချို့ကြတော့မခံရင်သိရှိတယ်ဒါကြီးကမတရားမှန်းသိတယ်သူတို့ကိုယ်တိုင်လည်းလက်မခံဘူးဒါပေမဲ့စားဝတ်နေရေးဘဝပြီးအချိန်လေးကြောင့်နိုင်ငံရေးဆိုတာဟောတရင်ကမေ့နေကြတယ်နော်လူရန်သားတွေရှိအဲ့တော့ဒီလိုမျိုးလူလူကြားထဲမှာလုတ်ပေးလိုက်တဲ့အတွက်အမှန်တရားစိတ်ဓာတ်တွေငိုးကြောင်းအောင်တက်ကြွအောင်နောက်တစ်ချက်ကခုနကပြောလို့အတိုင်းပြည်အခုချိန်ကြီးမင်းတို့အာဏာသိမ်းတာဗရင်းရှိနေပြီမင်းတို့အာဏာကိုပြည်သူအခုလက်မခံဘူးမကြည့်အောင်ဆန္ဒတွေပြနေကြအင်မတန်လိုအပ်တယ်ဒါကြောင့်မို့လို့တော်လိုင်းရေးတရက်ကျွန်တော်တို့ကသွားတယ်ဆိုတာကတနတ်နဲ့ပြည့်နေအောင်တကူလည်းမရပါဘူးအခုလိုမျိုးဆန္ဒပြမဲ့ပြည်သူရှိတယ်လက်မခံတဲ့ပြည်သူတွေရှိတယ်တနတ်နဲ့ကိုင်ပြီးတိုက်နေတဲ့ပြည်သူတွေရှိတယ်တန်တမိုင်းနီးလန်းရတွားနေတဲ့ပြည်သူတွေရှိတယ် MD ဆိုတာလည်းပြည်သူပဲဗျ MD ထဲမှာပါဝင်တဲ့လူတွေအားလုံးပြည်သူတွေမိုးပေါ်ကြလာလူတယောက်မှမရှိဘူးနော်အဲ့တော့ဒီလူတွေကလည်းတန်တမိုင်းရင်းနဲ့တိုက်တယ်။ဘာရင်အထွတ်ချပါစေဆိုတော့အောက်တန်းစားတွေရှိတာဟုတ်နော်ကိုရီးယားကပြီးကျင်နေတယ်ချို့တွေကတော်လိုင်းအထွတ်ချပါဆိုအောက်တန်းစားတွေအများကြီးပဲနော်အဲ့တော့အဲ့ဒီကိုတောင်ဝင်တာကိုကြည်ကြမယ်ဆိုရင်အဲ့ဒီတော်လိုင်းအထွတ်ချပါစေဆိုတဲ့ဒီစတန်တာဘယ်တော့မှပြင်မှာမဟုတ်ချက်ချင်းပြီးရတော်လိုင်းဟုတ်တယ်ဒါကြောင့်မို့လို့အခုဒီဗီဒီယိုဖိုင်လေးမှာကျွန်တော်ပြောပြတာဒီကျွန်တော်တက်တိတက်တဲ့လူတွေရှိပါလိမ့်မယ်နိုင်ငံရေးကိုနားလည်လို့ကျွန်တော်တို့ကဒါနိုင်ငံရေးသမားမဟုတ်တာမန်ပြည်သူတွေကပြည်သူပဲဒါပေမဲ့မခံကျင်စိတ်ဒီမတရားတာကိုမကြိုက်တဲ့စိတ်နဲ့ကျွန်တော်ပါတယ်ကိုလုတ်တဲ့နေရာမှာတောင်းဝင်ကြည့်အောင်လုပ်ထောက်ဖို့တောင်းဝင်အိတ်ခါရှားမယ်ဝေရှားမယ်အားတဲ့ချိန်နိုင်ငံရေးနဲ့ပတ်သက်တဲ့မီဒီယာတွေသတင်းတွေလောက်ကဒီအတွက်ကျွန်တော်ဒါစူးစမ်းခြင်းပဲဖြစ်ပါတယ်ဒါကြောင့်အားလုံးညီကိုမောင်နှမတွေအနေနဲ့ဒီဗီဒီယိုပိုင်းလေးကိုကြည့်သွားတဲ့ညီကိုမောင်နှမတွေအနေနဲ့နားထောင်တက်တက်မဟုတ်ပဲနဲ့ကိုတိုင်းလဲကိုပတ်ဝန်းကျင်မှာတယောက်ကိုအမှန်တရားဘက်ကိုစီးရုံးနိုင်တယောက်ကိုစီးရုံးပေးပါလို့မေတ္တာရက်ခံပါချင်းကဒီလောက်နဲ့ပဲအဆုံးသတ်မှာဖြစ်ပါတယ် YouTube channel MDR ကိုကြည့်စုအားပေးကြတဲ့မိဘညီကိုမောင်နှမများပေါ်မှာထူးကျေးဇူးတင်ရှိကြောင်းကိုပြောရင်းနဲ့မြောက်လိုက်ရန်ဒီမှကင်းလို့ပါစီလို့ဆုမကောင်းတောင်းရင်းနဲ့အဆုံးသတ်ချင်ပါတယ်ကျေးဇူးများတင်ပါတယ်